ဖိမျိုးပလဲကျနနာခမ်းမမှာကျင်းပတဲ့နိုင်ငံတော်အစိုးရရဲ့ရက်တရာစီမံချက်အရဖိမျိုးနဲ့ကျွဲကူးကြေးရွာပြည်သူတွေကိုကြေးရွာမြေငှားခရံပေးရပွဲကိုတရင်တိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစောနိုင်ဦးတိုင်းဒေသကြီးဝန်ကြီးတွေဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ဒေသခံပြည်သူတွေတက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားမှာဝန်ကြီးချုပ်ဦးစောနိုင်ဦးကမြေငှားခရံရရှိခြင်းဟာကြေးရွာနေပြည်သူတွေအတွက်ခိုင်မာတဲ့ပိုင်ဆိုင်မှုအထောက်အထားတစ်ခုဖြစ်ပြီးစိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုကိုမြင့်တင်ပေးနိုင်တယ်လို့နိုင်ငံတော်အတွက်လည်းတရားဝင်အခွန်ပဏ္ဍာငွေရရှိစေမယ်လို့ပြောကြားခဲ့ပါတယ်။ဒါပြင်မြေယာဟာပြည်သူတွေရဲ့အသက်မွေးဝမ်းကြောင်းနဲ့လူမှုစီးပွားဖွံ့ဖြိုးရေးအတွက်အရေးပါတဲ့အရင်းအမြစ်ဖြစ်တာကြောင့်ဂရန်ရရှိသူတွေအနေနဲ့သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေကိုလိုက်နာပြီးမြေယာကိုသတ်မှတ်ထားတဲ့ရည်ရွယ်ချက်အတိုင်းသာအသုံးပြုကြဖို့မိသားစုဝင်ငွေတိုးတက်ရေးကျေးရွာဖွံ့ဖြိုးရေးနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာတက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့တိုက်တွန်းပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးတိုင်းဒေသကြီးထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတိုင်းအုပ်ချုပ်ရေးမှူးကမြေငှားကရန်ဆောင်ရွက်ပေးမှုအခြေအနေတွေကိုရှင်းလင်းတင်ပြခဲ့ပြီးဝန်ကြီးချုပ်နဲ့တာဝန်ရှိသူတွေကရက်တရာစီမံချက်အရဆောင်ရွက်ပြီးစီးခဲ့တဲ့ကြေးရွာမြေငှားကရန်တွေကိုကျဲကူးကြေးရွာပြည်သူတွေထံပေးအပ်ခဲ့ပါတယ်။ဒေသခံပြည်သူတို့ကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးခမ်းနားပြီးမှဝန်ကြီးချုပ်ကဒေသခံပြည်သူတွေနဲ့ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။ကြေးရွာမြေငှားကရန်ဆောင်ရွက်ပေးခြင်းဟာမြေယာအသုံးပြုခွင့်ပိုမိုခိုင်မာလာစေပြီးတော့မြေယာဆိုင်ရာအငင်းပွားမှုတွေကိုလည်းလျော့နှဲစေကကြေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုစနစ်တကျအကောင့်ထဲပေါ်နိုင်ရေးနဲ့ဒေသခံပြည်သူတွေရဲ့လူမှုစီးပွားဘဝတိုးတက်ရေးကိုအထောက်အကူဖြစ်စေမယ်လို့သတင်းရရှိပါတယ်ခင်ဗျာ။